ကျွန်တော်ဒီကဘာလုံးကြုံတွေ့နေရတဲ့ဒီဘေးရန်တွေဆိုရတယ်အများဆုံးလုပ်ရနိုင်မို့ကျွန်တော်ကနေဆန္ဒပြုနေတယ်ဒီချင်းလေးကိုမှတ်တမ်းတင်လိုက်ရပါဘူးမရှိမဲ့အလို့ဆိုရရဲ့လောကနဲ့တတန်နဲ့လောမဆုံးရဲ့လောကလိုက်ပင်တဲ့တခါတလေကြုံရင်ကြုံလို့နေလောကဝဖြစ်ရှင်ရောက်ရဲ့ခြင်းများနဲ့စေရဲ့ခြင်းတွေရှင်ဆိုင်အတူရဲ့ဒီလိုတရားလောပါနဲ့တရားတော်ကိုဝမ်းတော်တရားကိုတွေးစခင်ဘယ်လိုချမ်းမသိဖြစ်ရှင်ခွင့်မရှိတဲ့ဘဝတွေကိုချမ်းနေတော်ဒီကမလို့အဲ့ဒီအပိဆိုဒီနေ့ဒီရဲ့တီတို့ကိုခါမမေးပြောနိုင်တယ်တော်ဒီကမလို့မမေးပြောနိုင်စရာနေရာပေါ်မိတယ်အတူကပါမိတော့ဓမ္မကဆိုရဲ့အဆောင်လာမရှိအလို့ဆိုပါရဲ့အလိုလိုနဲ့တည်းကဒီလိုမဆုံးနိုင်ဘူးလိုက်တယ်တခါတလေကြုံလို့နေလောကဝဖြစ်ရှင်ရောက်ရဲ့ခြင်းများနဲ့စေရမှုကဆိုင်တူရဲ့တရားတော်ပါတရားတော်ဘဝတော်တရားကိုယ်ကိုစိတ်ခင်ဘယ်လိုကြောင့်မသိဖြစ်ရှင်ခွင့်မရှိတဲ့ဘဝတွေပါချနေတော်ပြီပြန်မတော့အဲ့ဒီဆိုရဲ့ဒီနေ့ဒီအတီတို့ရဲ့ဘာမှမပြောနိုင်နေတယ်တော်ပြီပြန်မတော့ဒီလိုကပဲဆိုတဲ့စစ်တွေနဲ့တို့ရဲ့ဘာမှတော့နိုင်စရာနေရာကိုမီဟဲဒီလိုပါမူတာပြန်လာကဆိုတွန်းလာနိုင်မယ်လို့ပြောပါဗျာ
ကျမ်းမာခြင်းဒုက္ခပြေဆုံးပါစေလို့ဆုတောင်းလိုက်ပါတယ်